ဟုတ်ပါတယ်တကယ်ကိုကျွန်တော်တို့စောင့်ကြည့်ရမယ်တောက်လျှောက်မှာဒီဘက်ကကျွန်တော်တို့ PG player အနေနဲ့ကလည်းကိုင်းနဲ့ Devin Next Vanguard ရှိနေခဲ့တဲ့ back ကိုတော့အသေးသက်နေပြန်ပြီးတော့ပြေးရွှေ့လာခဲ့တဲ့တစ်ချက်မှာတယောက်စပြီးတော့ပျောက်သွားပြီဒီဘက်မှာလည်းကျွန်တော်တို့ Ichi တောက်လျှောက်တွေပြန်ပြီးတော့ထောက်ပေးရမယ်နေထားရမှာဝါးထဲမှာစတယ် Smile တယောက်နေကတော့စင်တချင်းနေမှာအရှိမမှာ Jeffy တယောက်ကိုစပေးထားခဲ့ပြီ Romeo 3-7 Romeo ကနေပါထိန်းထောက်ပေးနေခဲ့တဲ့ player ဘက်ကပြန်ပြီးတော့ပြစ်ကပေးနေခဲ့တဲ့တစ်ချက်မှာ Rain တွေ့တဲ့ဆက်တော့တေးတို့လာခဲ့တဲ့ Anis တဲ့ player နောက်တစ်ယောက်ကမှ10 knock ပေးထားအကောင်းဆုံးတိုးသားဂျုံးခဲ့နေမှုတွေအောက်မှာ 11k တဲ့ Superboy အောက်မှာပြန်တော့ knock ထားရစမမာနဲ့ Romeo ချန်နီအောင်မယ်လို့ပြောရင် next player Superboy နေကလည်းကြောက်သွားခဲ့ပြီတယောက်ပဲကိုရလည်းမရှိဘူး။လိုက်ပြီးတော့ပြစ်ခတ်ပေးနေခဲ့တာခွန်မောင်းလေးမှာကျင်းမခေါင်းကြီးနေကျင်းမခေါင်းကြီးနေထွက်နေခဲ့တာလားပြောရင်းနဲ့ကျွန်တော်ဒီမှာပေးပြီးတော့ tap ရွှေနောက်ဆုံးချက်နာပြစ်ပေးမှုတွေအောက်မှာ Romeo ပြန်တော့မာနဲ့တွေ့ရတယ် Oh my god win a chicken dinner ရန်ကုန် Glady Goes Let's go တကယ်ပါရခင်ဗျာလုံးဝရအကောင်းဆုံးတွေစောပြသွားခဲ့တယ်ပဲ Champions ဆို back to back PUBG Mobile Challenger League အတွက်ကိုအကောင်းဆုံးပဲထပ်ပြီးမစကူသွားခဲ့တယ်ပဲ